အယောင်တွေအကုန်လုံးမှာစိတ်ပညာရှိရဲဆိုတာတင်သိပါသလားဘာလို့ brand တော်များများအနီရောင်သုံးကြရလဲဘာလို့ဆေးရုံတွေကအစိမ်းရောင်ရွေးချယ်ကြရလဲအယောင်တစ်ခုချင်းစီကငါတို့ရဲ့အုံနောက်ကိုဘယ်လိုမျိုးလှုပ်ဆော်ပေးနေလဲဆိုတာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်အခုဒီဗီဒီယိုလေးထဲမှာအယောင်၉မျိုးရဲ့စိတ်ပညာအကြောင်းနဲ့အဲ့ဒီအယောင်တွေကတင့်ပေါ်ဘယ်လိုတက်ရောက်မှုရှိနေလဲဆိုတာကိုအပြည့်အစုံရှင်းပြပေးတော့မှာမလို့ဆုံးဖြတ်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ပထမဆုံးအနေနဲ့အယောင်တွေထဲမှာ powerful အဖြစ်ဆုံးအားအကောင်းဆုံးဖြစ်တဲ့အနီရောင်အကြောင်းကိုပြောကြရအောင်အနီရောင်ဆိုတာလူတွေရဲ့မျက်စိကအာရုံစိုက်ဆုံးအယောင်ပါရှေးခေတ်ကတည်းကအနီရောင်ကသွေးနဲ့မီးကိုကိုစားပြုခဲ့တယ်ဒါကြောင့်သူဟာရှင်သန်ခြင်းရဲရင်ခြင်းနဲ့အလွန်ပြင်းပြတဲ့စိတ်ဆန္ဒကိုပြတာပါစိတ်ပညာရအနီရောင်ကိုကြည့်လိုက်ရင်လူရဲ့နှလုံးခုန်လုံးနဲ့သွေးဖိစီးမှုကိုမြင့်တက်စေပါတယ်ဒါကြောင့်လဲကမ္ဘာကျော် brand တွေဖြစ်တဲ့ McDonald တို့ Coca-Cola တို့ကတင့်ကိုမြင်လိုက်တာနဲ့ဗိုက်စာလောင်တက်ကြွလောင်အနီရောင်သုံးကြတာပါဒါမဲ့တတိထားမှာအနီရောင်ကဒေါသနဲ့အန်ဒီကိုလည်းပြပါတယ်အနီရောင်နယ်မြေလို့ပြောလိုက်ရင်ငါတို့အားလုံးတတိထားမိသွားကြရမလားဒုတိယအယောင်လေးကတော့အပြာရောင်ပါအနီရောင်နဲ့လုံးဝဆန့်ကျင်ဘက်ကတော့အပြာရောင်ပါပဲအပြာရောင်ကကောင်းကင်ပြားကြီးနဲ့တာယာတဲ့သမုဒ္ဒရာကိုကိုစားပြုတဲ့အတွက်သူ့ကိုကြည့်လိုက်ရင်စိတ်နှလုံးကိုအေးချမ်းသွားစေပါတယ်စိတ်ပညာရှင်တွေကတော့အပြာရောင်ကလူကိုတည်ငြိမ်စေပြီးတော့အလုပ်ပေါ်အာရုံစိုက်မှု focus အားကောင်းစေတယ်လို့လည်းဆိုထားပါတယ်ဒါကြောင့်လည်းဘန်တွေနည်းပညာကုမ္ပဏီတွေနဲ့ရဲဝတ်စုံတွေမှာအပြာရောင်အသုံးများတာပါသူကယုံကြည်မှုစိတ်ချရမှုကိုပေးစွမ်းလို့ပါဒါမဲ့အပြာရောင်ရဲ့အခြားတစ်ဖက်မှာတော့အထီးကျန်ခြင်းနဲ့ဝမ်းနည်းခြင်းတွေရှိနေတတ်ပါတယ်အင်္ဂလိပ်စကားပုံမှာ feeling blue လို့ပြောရင်ဝမ်းနည်းနေတာကိုဆိုလိုတာပါသူကအရန်အေးဆက်လွန်သွားရင်လူကိုစိတ်တက်ကြစေတယ်လို့ပါပဲနောက်ထပ်အလှည့်ကြတာကတော့ပျော်ရွှင်စရာကောင်းတဲ့အဝါရောင်လေးပဲဖြစ်ပါတယ်အဝါရောင်ကနေရောင်ကြီးရဲ့အယောင်ဖြစ်လို့မျောလင်းချက်တီဖွင်ဖန်တီးမှုနဲ့အကောင်းမြင်ဝါဒတွေကိုကိုစားပြုပါတယ်အဝါရောင်ကငါတို့ရဲ့အုံနောက်ထဲကပျော်ရွှင်မှုဟော်မုန်းကိုထွက်စေပြီးတော့ဉာဏ်ပညာကိုလည်းလှုပ်ဆော်ပေးပါတယ်တင်ဟာစာချက်နေရင်ပဲဖြစ်ဖြစ်အကြံဉာဏ်တစ်တွေထုတ်နေရင်ပဲဖြစ်ဖြစ်အဝါရောင်ပစ္စည်းလေးတွေအနားမှာထားကြည့်ပါတင်ရဲ့တီထွင်နိုင်စွမ်းကိုမြင့်တက်စေပါလိမ့်မယ်ဒါမဲ့တခုတော့ရှိရဲ့အဝါရောင်ကမျက်စိကိုအရန်ပင်ပန်းစေတဲ့အယောင်မလို့အဝါရောင်တွေကြီးပဲအကြာကြီးထိုင်ကြည့်နေတော့စိတ်တူလည်းလာတတ်ပါတယ်နောက်ထပ်အယောင်လေးကတော့အစိမ်းရောင်ပါစိမ်းဆိုနေတဲ့တောအုပ်လေးတွေကိုရောက်သွားသူခန်းစားချက်မျိုးပေးနိုင်တာကတော့အစိမ်းရောင်လေးပါပဲအစိမ်းရောင်ကရှင်သန်ခြင်းတိုးတက်ခြင်းနဲ့ကျန်းမာရေးရဲ့သင်္ကေတပါငါတို့မျက်စိအတွက်အနားပေးဆုံးအယောင်ကတော့အစိမ်းရောင်ဖြစ်လို့စိတ်ဖိစီးမှုတွေကိုပြေရောစေတဲ့ကုထုံးတစ်ခုအဖြစ်နဲ့သုံးကြပါတယ်ဒါကြောင့်ဆေးရုံတွေကုသဆောင်တွေမှာအစိမ်းရောင်အသုံးများတာပါဒါမဲ့အနောက်တိုင်းရှည်ကျေးမှုမှာတော့အစိမ်းရောင်ကမနာလိုမှုတိုမှု LV ကိုလည်းပြတတ်ပါတယ် brain white LV ဆိုတဲ့အသုံးအနှုန်းကိုကြားဖို့ကြမှာပါဘယ်လိုပဲဖြစ်ဖြစ်အစိမ်းရောင်ကငါတို့ရဲ့စိတ်ကိုမျှတဆုံးဖြစ်အောင်ထိန်းညှိပေးနိုင်တဲ့အယောင်ပါပဲနောက်ထပ်အယောင်ကတော့လေမော်ရောင်ပါလေမော်ရောင်ကတော့အနီရောင်ရဲ့စွမ်းရည်နဲ့အဝါရောင်ရဲ့ပျော်ရွှင်မှုကိုမောင်းဆထားတာပါသူကအရန်ဖော်ရွေတဲ့အရာမို့လူမှုဆက်ဆံရေးမှာပွင့်လင်းကျင်သူတွေပျော်ပျော်နေတတ်သူတွေကလေမော်ရောင်ကိုကြိုက်တတ်ကြပါတယ်ဘာသာရေးရဆိုရင်တော့လေမော်ရောင်ကရိုးရှင်းတဲ့ဆွန့်လွတ်မှုကိုပြသပါတယ်တစ်ဖက်မှာလည်းသူကဆွဲဆောင်မှုရှိဆုံးအယောင်ဖြစ်လို့အားကစားပစ္စည်းတွေနဲ့အစားအသောက်ကြညာတွေမှာအသုံးများပါတယ်တင့်ကိုတစ်ခုခုကိုလှုပ်ချင်ကိုင်းချင်စိတ်ဖြစ်လာအောင်လှုပ်ဆော်ပေးနိုင်တဲ့အရာမှာပဲခရမ်းရောင်ဆိုတာနဲ့ငါတို့ခေါင်းထဲမှာတန်မိုးကြီးတဲ့ခံစားချက်မျိုးဝင်လာတတ်ပါတယ်ရှေးခေတ်ကခရမ်းရောင်ဆိုတာရှားခက်လွန်းလို့ဘယင်တွေနဲ့အထက်တန်းစားတွေပဲသုံးခွင့်ရှိခဲ့တာပါဒါကြောင့်သူကမြင့်မြတ်ခြင်းဇင်ခံနိုင်ခြင်းနဲ့အာဏာကိုပြသပါတယ်ဒါတွေမကသေးပါဘူးခရမ်းရောင်ကနည်းနည်းတဲ့ဝိညာဉ်ရေးရနဲ့စိတ်ကူးရဲ့အိမ်မက်တွေကိုလည်းကိုစားပြုပါတယ်တင်ဟာအမှုပညာဆန်တဲ့သူလျှို့ဝှက်ချက်တွေကိုမြင်နိုးတတ်တဲ့သူဆိုရင်ခရမ်းရောင်ကိုသဘောကျနေမှအသေးချပါပဲအခုအယောင်တွေရဲ့အစွန်းနှစ်ဖက်ဖြစ်တဲ့အနက်နဲ့အဖြူအကြောင်းကိုပြောကြရအောင်အနက်ရောင်ကလျှို့ဝှက်ခြင်းအာဏာရှိခြင်းနဲ့စတိုင်ကြခြင်းပါသူကအားလုံးကိုဖုံးကွယ်ထားတတ်တဲ့ယုံကြည်မှုအပြည့်ရှိတဲ့အမျိုးသမီးတစ်ယောက်ရဲ့ flash dress ကိုမြင်ကြည့်ပါဘလောက်အားကောင်းလဲဆိုတာဒါမဲ့သူကဝမ်းနဲ့ခြင်းနဲ့တေဆုံးခြင်းကိုလည်းစောင့်ကျဉ်တတ်ပါတယ်အဖြူအောင်ကတော့လုံးဝစင်ကြယ်ခြင်းပါအပြစ်ကင်းစင်မှုရိုးရှင်းမှုနဲ့အသစ်ကစတင်ခြင်းတွေကိုပြသပါတယ်အဖြူအောင်ခန်းထဲမှာနေရင်စိတ်ကလွတ်လပ်ပေါ်ပါသွားတတ်ပေမဲ့အများကြီးဖြစ်သွားရင်တော့အေးဆက်ဆက်နဲ့တယောက်တည်းဖြစ်နေတယ်လို့ခံစားရစေပါတယ်နောက်ဆုံးရောင်လေးကတော့ဘင်းကလေးတွေရဲ့အသေးဆွဲပန်းရောင်ပါပန်းရောင်ကခူးဆိုင်မှုနူးညံ့မှုနဲ့ romantic ဆန်တဲ့အချစ်ကိုပြပါတယ်။သူကအနေရောင်လိုအရန်မပြင်းထန်မင်းနဲ့ကျင်နာတတ်တဲ့စွမ်းရည်ရှိပါတယ်။အခုခေတ်မှာတော့ပန်းရောင်ကနူးညံ့ရုံနဲ့မကဘဲနဲ့ pink power ဆိုတဲ့အတိုင်းကိုယုံကြည်မှုရှိတဲ့အမျိုးသမီးတို့ရဲ့ခွန်အားကိုပါပြသတဲ့အယောင်ဖြစ်လာပါပြီ။သူကနှစ်သိမ့်မှုပေးနိုင်တဲ့အယောင်လေးဆိုလည်းမမှားပါဘူး။အယောင်တွေရဲ့လျှို့ဝှက်ချက်တွေကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းနေမလား။တဲ့နှစ်သက်ဆုံးအယောင်ကဘယ်အယောင်လဲ။တင့်ရဲ့အခုလက်ရှိစိတ်ခံစားချက်ကတော့ဘယ်အယောင်နဲ့တူညီနေမလဲဆိုတာ comment မှာရေးခဲ့ပေးပါဦး။ဘဝကိုအယောင်လှလှလေးတွေချဲ့ထားပြီးပျော်ရွှင်စရာနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေဗီဒီယိုကိုအဆုံးထိနားထောင်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ပို့ဘူးတူတာရဲ့အတွက်လည်း like and subscribe လုပ်ထားပေးဖို့မမေ့နဲ့ဦးနော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်